အားလုံးပဲမင်္ဂလာပါ SANK2 channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော် live လွှင့်မဲ့ရက်ကလေးကိုကျွန်တော်ဒီနေ့ထည့်ပြောပါမယ်ကျွန်တော်လာကုန်ပြီး TNA ကနေစပြီးတော့ကျွန်တော်ညာတိုင်း live လွှင့်ဖို့ရှိတယ်ပေါ့နော် live stream ကိုကျွန်တော်ဘယ်မှာလွှင့်မလဲဆိုလို့ရှိရင်ကျွန်တော် YouTube channel မှာလွှင့်မယ်ပေါ့နော် YouTube channel ကိုဘယ်လိုရှာမလဲဆိုလို့ရှိရင် YouTube မှာ SANK2 လို့ရိုက်ချတာပဲဖြစ်ဖြစ်ကျွန်တော် TikTok wall တွေကိုဝင်ပြီးတော့ bio မှာကျွန်တော် YouTube link လေးချပေးထားပါတယ်အဲ့ကနေဝင်ပြီးတော့လဲ channel လေးကို subscribe လုပ်ပြီးလို့ရပါတယ်နော်ကဲအားဆိုလို့ရှိရင်ကျွန်တော်ဗီဒီယိုလေးကိုစလိုက်ရအောင်ဗျာဒီပွဲကတော့ကျွန်တော်မနေ့ကညက line ဆန်းရင်းနဲ့ပြိုင်ကားတွေနဲ့မမီဇက်တွေနဲ့ share ဖြုတ်ခဲ့တဲ့ပွဲလေးပေါ့နော်ဒီမှာ enemy တွေကကျွန်တော်ဘယ်လိုဖြစ်လို့ enemy တွေအဲ့လောက်များလဲဆိုလို့ရှိရင်ကျွန်တော် event ကြီးကိုဖြုတ်ဆော့တယ်ပေါ့နော်ကျွန်တော် event ကိုဖြုတ်ဆော့တဲ့အခါမှာ enemy တွေကြီးပဲကြာကျွန်တော် key လိုက်တာဆိုလို့ဘောကတစ်ကောင်ပဲပါတယ်ပေါ့နော်ဒီမှာဒီကောင်လေးကကားနဲ့ဝင်လာပြီးတော့သူကဟိုအရှိကကောင်လိုက်ပြီးတော့တက်နေတာပါတဲ့အမှကိုမတွေ့ဘူးကိုကအမှန်တော့ချောင်းတာမဟုတ်ကိုကဟိုဘက်မှာလေးပြိုင်ကားနဲ့တငယ်ချင်းတို့မြင်တဲ့အတိုင်းပဲကျွန်တော်အလုတ်ရှုပ်တယ်ဒါပေမဲ့ဒီကောင်လေးကလာတာနဲ့ပဲကိုကောင်လေးကိုပါဖြည့်ရှင်းပေးလိုက်တယ်ပြီးတော့ဟိုဘက်ပြိုင်ကားနဲ့ကောင်လည်းကျွန်တော်ရှင်းပေးလိုက်တယ်ရှင်းပေးပြီးတဲ့နောက်ပိုင်းမှာကျွန်တော်ပြိုင်ကားတစ်စီးရခဲ့တယ်ပေါ့နော်အဲ့ဒါနဲ့ရတဲ့ပြိုင်ကားလေးတွေကျွန်တော် live ပြီးတော့ပတ်ပြီးတော့ဘာညာပေါ့ဘာညာ quick ကနေကြစမာကွာစီအဲ့မှာကြည့်ပါဖြစ်တာအဲ့မှာ FPV ပြောင်းတိုင်းပတ်နေတာလို့အဲ့မှာဒီဘက်ကောင်ထွက်လာတော့လေအမှရေခဲကြောင်စားအဲ့မှာနောက်တစ်ကောင်ကိုတနက်ကြည်ဖြည့်နေတာကိုနောက်တစ်ကောင်ထွက်လာတဲ့သွေးမဖြည့်အောင်လို့လေအဲ့မှာသွေးဖြည့်ကိုသွေးဖြည့်လေးမမီတော့ဘူးဒီကောင်အမဲအပိုင်းလေးလောက်တာအပိုင်းလေးတော့မရအောင်သားရဲမဲအဲ့လောက်နဲ့မရအားနဲ့ကိုမှအရှိမဖြတ်ပြီးွားတဲ့ကောင်တွေ့တယ်ပေါ့နော်ကျွန်တော်အိုင်နာလေးမှာတွေ့လိုက်ဒါပေမဲ့ဒီကောင်မြန်ချက်ဗျာဒီဘက်တောင်ရောက်နေအဲ့တော့အဲ့ကောင်လိုက်ပြီးတော့နောက်ကနေနှိုက်တာတော့မဟုတ်နော်ကိုကမနှိုက်ကိုလက်ကိုဘယ်တော့မှအပီမခံနိုင်ဒါကိုကတော့ယူတတကိုတွေးတဲ့နေရာကိုဆင်းပြဒီကောင်ကကိုအဖက်မလုပ်တာအဲ့လိုအဖက်မလုပ်လို့ကတော့အဲ့မှာထိုးထည့်လိုက်မှာနော်အေးအဲ့မှာနောက်ပြီးတော့ပြိုင်ကားနဲ့ကျွန်တော်ပတ်ရှာတဲ့အချိန်မှာအရှိမတယောက်ကအဲ့မှာရင်ပကြီးနဲ့အလုံးလုံးသွားကျွန်တော်တွေးလိုက်တော့အဲ့မှာတက်ပြီးတော့ဆိုအဲ့မှာရောအဲ့မှာစီရှူလိုက်ဆိုစီရှူခိုင်းလိုက်စီရှူလိုက်အမမဟုတ်စီလာဓာတ်ငွေနဲ့စီနေဘယ်ဟာကျွန်တော်ဘယ်ဟာရှူခိုင်းရမလဲဘယ်ဟာရှူခိုင်းမလဲဆိုပြီးကျွန်တော်လုံနေချိန်မှာကျွန်တော်အနောက်ကနေလှမ်းပြီးတော့နှိုက်တယ်ပေါ့နော်အဲ့ဒါနဲ့ကျွန်တော်ရှာတွေ့ရနေတာအဲ့ကောင်ရောအဲ့မှာတာရေခဲကြောင်အဲ့မှာအိမ်မြောင်မီးဖို့အဲ့မှာဘာတုတ်ညာတုတ်ပြုတ်မယ်ဖုတ်မယ်အဲ့မှာနဲ့ကိုအချင်းကြီးမကောင်းတာနဲ့ပဲကိုပြိုင်ကားလေးနဲ့အရှိကိုနည်းနည်းရွှေ့လိုက်မယ်ရွှေ့ position ယူလိုက်တဲ့ချိန်မှာဒီကောင်လေးနှစ်ကောင်ပဲကျန်တော့တာအဲ့မှာတက်လာတယ်တကောင် knob လိုက်တယ်လာခဲ့မင်းနောက်တစ်ကောင်ပဲကျန်တာမဲအဲ့ကောင်ဘာဆက်လဲညာဆက်လဲမမ်မီဇက်လားမမ်မီဇက်လဲဘာနားမလဲကျုံးမှာလိုက်ထွက်ခဲ့ကိုကအိမ်ချော်နေတာဒီကောင်ကပါအိမ်ချော်နေတဲ့အားနဲ့ကိုလည်းပြိုင်ကားလေးနဲ့ပတ်ပြီးတော့အောင်ပွဲခံရင်းနဲ့ပဲကဲတငယ်ချင်းများအားလုံးပဲကျွန်တော်ပထမပိုင်းပြောခဲ့သလိုပေါ့နော်ကျွန်တော် live stream ကိုလာကိုရင်လွှင့်ပါမယ်အားလုံးပဲချစ်တယ်အဘွားနောက်ထပ်ဗီဒီယိုဒီမှာပြန်တွေ့မယ်ကျွန်တော်အခုနောက်ပိုင်းအလုပ်လေးနည်းနည်းရှုံနေတာနဲ့ပဲကျွန်တော်ဗီဒီယိုတွေတေချာမှတ်တစ်ဖြစ်ပေါ့နော်လိုအပ်ချက်တွေနေရှိလို့ရှိရင်လည်းနည်းနည်းတောင်းပန်ပါတယ်ကျွန်တော်အခုဒါတခါတည်းလက်တန်းပဲကျွန်တော်ပြောနေတာပေါ့နော်ကျွန်တော် secret လည်းရေးချိန်မအောင်ကဲအဲ့တော့တကယ်ချင်းမအားလုံးပဲချစ်တယ်တက်တာအဘွားနောက်ဗီဒီယိုမှာပြန်တွေ့မယ်ဗျာ